ဒီနေ့ရွှေကြိုကတော့လုံးဝလွယ်မှာမဟုတ်တဲ့အကြောင်းပြောလာတဲ့တရုတ်ဆောင်တန်းတန်းဆိုကဲပရိသတ်ကြီးတို့ရေအနုပညာရှင်အများကြီးတဲကမှတရုတ်ဆောင်တဦးဖြစ်သူတန်းတန်းဆိုကသူမရဲ့အသက်အရွယ်ကိုမငဲ့ပဲရွှေကြိုမှာဒိုင်လူကြီးတယောက်အနေနဲ့ရွှေသွားမယ်ဆိုတဲ့အကြောင်းပြောလာခဲ့ပါပြီ။အားလုံးသိခဲ့ကြတဲ့အတိုင်းသူမရဲ့အမူအရာတွေအပြောအဆိုတွေအားလုံးဟာအရင်ကနဲ့မတူတော့ပဲလုံးဝပြောင်းလဲသွားခဲ့တာကြောင့်အန်ဒီတန်းတန်းဆိုရဲ့စိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိကွန်းထုတ်နေကြတာပါ။သူမအနေနဲ့ကတော့ဘဝတက်တန်းတစ်လျှောက်လုံးရင်ကြီးကြီးနေလာခဲ့ပြီးဖြစ်တာကြောင့်အသက်အရွယ်ရလာတော့လေခက်ဟော့ဟော့နေဖို့ဆုံးဖြတ်ထားခဲ့တာပါ။ဒါကြောင့်ပဲသူမကိုသူမလူငယ်တယောက်လိုခက်မိုက်မိုက်ပြုမှုနေခဲ့တာပဲဖြစ်ပါတယ်။အဲဒါအပြင်ဒီနေ့ရဲ့ရွှေကြိုကိုတော့သူမကိုယ်တိုင်ထိုင်လုပ်ပြီးရွေးချယ်သွားမှာဖြစ်တဲ့အတွက်ဘသူကမှအလျှော့မပေးဘဲရွေးချယ်သွားမှာဆိုတဲ့အကြောင်းကိုအခုလိုပြောလာခဲ့ပါတယ်။ကျွန်တော်ကငကိုရဲဆရာမတယောက်ပါ။ကျွန်တော်ရွှေကြိုမှာထိုင်လုပ်မှာပါ။ကျွန်တော်မိမေကုန်းတွေကိုပြင်နိုင်အောင်စူးစမ်းထားပါဘသူကမှအကတိလိုက်စားပြီးရွေးမှာမဟုတ်ဘူးဘသူသားဘသူသမီးဆိုပြီးတော့ရွေးမှာလည်းမဟုတ်ဘူးဒါကျွန်တော်ရဲ့တရားဝင်စိန်ခေါ်ခြင်းပဲလို့ပြောပြီးသူမဟာစိန်ခေါ်ရင်တိမ်မော်အထိပါလိုက်ဖို့အစင်းသင်းဖြစ်နေကြတာပါအဲ့ဒါအပြင်သူမရဲ့အကြောင်းမကောင်းရှိတဲ့မီဒီယာတွေကိုလည်းတန်းစီပြီးတရားစွဲမယ်လို့ပြောလာခဲ့တာကြောင့်အန်နီတန်းတန်းဆိုးကတော့တကယ့်ကိုပြောင်းလဲနေခဲ့ပြီပဲဖြစ်ပါရဲ့ရှင်